ဒီနေ့ပညာလာယူတဲ့တပည့်တယောက်ကမေးတယ်အဖေဆရာတဲ့ရွှေကျော်ပညာယူပြီးရင်တဲ့မိစ္ဆာတွေစမ်းတတ်တာခံရတယ်ဆိုတဲ့မိစ္ဆာတွေတိုက်ခိုက်တာကိုခံရတယ်ဆိုတဲ့အဲ့တော့ကျွန်တော်ပြန်မေးလိုက်တယ်ဘသူပြောတာလဲလို့လိုင်းပေါ်မှာပြောတာတွေတွေးလို့ပါတဲ့အဲ့တော့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်အေးဆရာစေတော့ကဆရာသက်ပညာသက်25နှစ်ကျော်ပြီလို့ပညာစယူကြတဲ့ကမိစ္ဆာစမ်းတတ်တာလည်းမသိခဲ့ဘူးမိစ္ဆာတွေကမိမိကိုတိုက်တာလည်းမသိခဲ့ပါဘူးလို့တကယ်လို့တိုက်ခဲ့ရင်တော့သူတို့ကလာပြန်တောင်းပန်မှကိုကသိတာပါလို့မိမိကိုတိုက်နေတယ်မိမိကိုစမ်းတတ်နေတယ်အဲ့ဒါတွေကိုလိုင်းပေါ်မှာပြောနေကြတာသိနေကြတာကဒါကဝိဇ္ဇာတွေထက်ကျော်သွားပြီလားအဲ့ဒီလိုပြောရမလို့ဖြစ်နေတာပေါ့ဘာနဲ့လားစရန်တူလဲဆိုရင်လို့ပညာလာယူတဲ့တပည့်ကကျွန်တော်မှုတော့မိသက်မြို့မှာမိသက်ကတပည့်ဘာနဲ့မိသက်ဆိုတော့လို့ဥပမာပြောရမယ်ဆိုရင်လို့သူကသူမိသက်လို့တော့ပြောတယ်ဒါပေမဲ့မိသက်ကနဘေးမှာတက်ထားတဲ့ရေပိုက်တွေကိုတော့ကောင်းကောင်းမဖြုတ်တတ်သေးဘူးဒါပေမဲ့သူပြောနေတဲ့စကားတွေကသူရဲကောင်းဆန်ဆန်ဘယ်ရွာဘယ်မြို့မှာဘယ်အိမ်တွေကိုမိတွေလောင်ကျွမ်းနေလို့အိမ်ထဲကြီးမိတွေဝင်သက်ခဲ့ပြီးတော့လူတွေကိုကယ်ခဲ့တယ်အဲ့လိုပုံစံဖြစ်နေပြီဒါဥပမာကျွန်တော်ပြပြလိုက်တာပေါ့အခုလည်းအဲ့လိုပါပဲကျွန်တော်တို့ရွှေကျော်ပညာယူလာတာစေတော့ကိုင်ဆရာတက်တန်း25နှစ်ကျော်ပါပြီဘယ်မိစ္ဆာမိမိကိုဆန်းလဲမသိပါဘူးမိမိကိုဘယ်သူကတိုက်တယ်လဲမသိပါဘူးစောစောပြောသလိုပဲသူတို့တိုက်ခဲ့ရင်တော့သူတို့လာပြန်ပြီးတောင်းပန်မှတာသိရတာပါဒါမဲ့လိုင်းပေါ်မှာတော့ဝိဇ္ဇာတွေတားများပါတယ်ဒါသူတို့ကတော့ဝိဇ္ဇာတွေဖြစ်နေလို့ဖြစ်ပါလိမ့်မယ်လို့ကျွန်တော်အဲ့လိုပဲဖြေလိုက်ပါတယ်